လုံးစီမှာစားစရာပေးတဲ့သူဖြစ်တဲ့အတွက်ဘုရားခင်ကျွန်တော်ချီးမွမ်းကျွန်တော်နေ့စဉ်တောက်နေတဲ့အရာစားနေတဲ့အရာဘုရားသခင်ထံကနေလာတဲ့အရာတွေဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လုပ်နိုင်လို့ရှာနိုင်လို့မဟုတ်ပါဘူးဒီနိုင်ငံကအစိုးရကချမ်းသာလွန်းလို့ကျွန်တော်ကိုကျွေးမြီးနေတာလည်းမဟုတ်ပါဘူးဘုရားသခင်ရဲ့ကြီးစိုးတော်ဆောင်လည်းဖြစ်တယ်ဆိုတော့ဘုရားသခင်ကြီးစိုးတော်ကုန်သွားပြီဆိုရင်ဒီနိုင်ငံလည်းဒီလိုချမ်းသာတော့မှာမဟုတ်ဘူးတွေးကြည့်ပါအခု Euro crisis စီးပွားရေးပြဿနာအခုကြုံနေတယ်တရင်တွေကြားမှာပါဒီ Europe ထဲမှာစီးပွားရေးပြဿနာကြီးကျယ်ကြုံနေတယ် USA လည်းသူတို့စီးပွားရေးကအတက်ပိုင်းမဟုတ်ဘူးအကျပိုင်းရောက်နေတယ်ခုကဲဖယားသခင်မရှိရင်တော့ကျွန်တော်ဒီလိုနေတာလေကြာခါမှမဟုတ်ဘူးကျွန်တော်ပြောချင်တာကကျွန်တော်နေ့တိုင်းရနေတဲ့အရာတွေဟာဖယားသခင်ထံကနေလာတယ်ဆိုတာကိုကျွန်တော်အမြဲတမ်းသတိရဖို့လူတွေစီကနေကျွန်တော်ရနေတာမဟုတ်ဘူးဖယားသခင်ကကျွန်တော်ကိုပံ့ပိုးပေးနေတာဆိုတော့ကျွန်တော်အမြဲတမ်းသတိရဖို့လို့ဒါကိုဒီစာလံကျမ်းထဲကနေကျွန်တော်ကြီးစုတော်ဘာအတွက်ကြီးစုတော်ချီးမွမ်းရမလဲဆိုတာကိုကျွန်တော်ရှာဖို့တွေးဖို့ခက်ခဲနေတယ်ဆိုရင်ဒီအရာတွေကိုစဉ်းစားပြီးမှဘုရားသခင်ထံသို့ကျွန်တော်ကြီးစုတော်ချီးမွမ်းဖို့ဖြစ်တယ်ဆိုတာကိုဒီစာလံကျမ်းထဲကနေကျွန်တော်ပြောချင်တယ်ဆိုတော့2012ခုနှစ်ကိုအခုအစကနေဇန်နဝါရီလကနေပြန်စဉ်းစားလိုက်အခုချိန်ထိဘုရားသခင်ကလမ်းပြောက်ကိုဆောင်ခဲ့တယ်ဘုရားသခင်ကကျွေးမွေးခဲ့တယ်ဘုရားသခင်ကကျွန်တော်အသက်တာကိုဆောက်ရှောက်ခဲ့တယ်ဘုရားသခင်ကကျွန်တော်ဦးအရင်ကနေနေလာခဲ့တဲ့ဟိုနှိမ့်ကြတဲ့ဘဝကနေအခုဒီမှာကျွန်တော်တက်တာနဲ့နေနိုင်အောင်ဘုရားသခင်ကပြင်ဆင်နေတယ်ဒါတွေအားလုံးအတွက်ကျွန်တော်ဘုရားသခင်ကိုမချီးမွမ်းသင့်ဘူးလားဘုရားသခင်ကိုချီးမွမ်းရမှာမဟုတ်ဘူးကဲကျွန်တော်သူများထက်ထူးချွန်တဲ့အရာသူများထက်တာတဲ့အရာကိုရမှာပဲဘုရားသခင်ကိုချီးမွမ်းမလားမဟုတ်ရင်တရားတွေအားလုံးကိုကျွန်တော်လက်လူရှုထားမလားကဲဘုရားသခင်ကကျွန်တော်ပေါ်မှာကောင်းမြတ်တဲ့အချိန်မှာပဲမဟုတ်ဘဲနဲ့ဒီလိုမျိုးလေးတွေကျွန်တော်အစကနေပြန်စဉ်းစားကြည့်ရင်တော့အရာအားလုံးကဘုရားသခင်ရဲ့ကြီးစုတော်ကြောင့်ပဲဆိုတာကိုကျွန်တော်သိနာလေမှာဖြစ်ပါတယ်အဲ့ဒါတွေအတွက်ကျွန်တော်ဘုရားသခင်ကိုချီးမွမ်းဖို့ကျွန်တော်အားလုံးကိုယေရှုနာမ၌ဖိတ်ခေါ်ချင်ပါတယ်တော့ခုကျွန်တော်တချင်းတပုတ်လောက်အားလုံးမတည့်ရပြဆိုကြရအောင်ကျွန်တော်နည်းနည်းအချင်းတလူလားမသိဘူးအဲ့ဒါကြောင့်